တာလီစောပါမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်စာပွဲလေးရဲ့နာမည်ကတော့ဦးနေစတုံးလို့အမည်ပေးထားပါတယ်ဒီစာပွဲလေးမှာကျွန်တော်ကအဓိကအနေနဲ့မြန်မာခေါ်ကမာကောပေါ့နော်ကျွန်တော်တို့ရခိုင်လိုတော့ဂယုလို့ခေါ်ပါတယ်ဒါလေးကိုကျွန်တော်ကအဓိကအသုံးပြုထားပါတယ်ဒီဂယုပေါ်မှာကျွန်တော်က Santa Barbara California ဦးနေလေးကိုတင်လိုက်ပါတယ်ပြီးတော့ဦးနေလေးကို side solid နဲ့ brush လုပ်ပြီးတော့ယူစုဂျယ်လီလေးကိုလည်းအသုံးပြုထားပါတယ်ခင်ဗျာဦးနေရဲ့အပေါ်မှာကျွန်တော်ကခါဗျာကိုတင်လိုက်ပါတယ်ခါဗျာကတော့ powder fish ပေါ့နော်ဒီခါဗျာလေးကိုတင်ပြီးတော့ garnish အနေနဲ့ micro rainbow leaf ကိုအသုံးပြုထားပါတယ်ပြီးတော့ micro cilantro လေးတွေကိုလည်းပက်ပက်လေးမှာအလှဆင်လိုက်ပါတယ်ခင်ဗျာခုဆိုရင်ကျွန်တော်ရဲ့စာပွဲလေးကစရှင်တဲ့ပွဲလေးဖြစ်တော့ပါပြီနောက်ဆုံးမှာပဲကြည့်ရှုနေတဲ့ပရိသတ်တွေကိုကျွန်တော်ကရုပ်ရှော့ရှော့လေးနဲ့ပြလိုက်ပါတယ်ခင်ဗျာအားလုံးတရားပျော်ရွှင်သောနေ့လေးဖြစ်ကြပါစေဒါလီစောပါ Oh my god!